မင်္ဂလာပါခင်ဗျာ United Speaker ပါဒီနေ့မှာဆိုရင်တော့ကျွန်တော် Manchester United တင်နေတဲ့ Nottingham Forest တင်ပေါ့နော်ဝေးကွင်းမှာသွားပြီးတော့ရှင်မြန်ကစားမှာဖြစ်ပါတယ်ဒီနေ့ည9:00နာရီခွဲပါအဲ့ဒီပွဲမှာတော့ကျွန်တော်တို့ United တို့နိုင်ပွဲဆက်သွားအောင်မလားပေါ့နိုင်ပွဲဆက်ဖို့ရာခိုင်နှုန်းကလည်းများတယ်လို့ပေါ့နော်တခြားအသင်းကလည်းဖိအားတွေပေးလာမှာတော့ရှိရဲပေါ့ပြီးရင်ကျွန်တော်တို့ဘက်ကအသင်းရဲ့တန်းကစားသမားတွေမှာဆိုရင်တော့မာတီနာကပြန်ကောင်းလာတယ်ဆိုပေမဲ့လို့မပါလာနိုင်သေးဘူးပေါ့နော်မကွိုင်းရလည်းမပါလာနိုင်သေးဘူးဆိုတော့အသင်းရဲ့လူချင်းကပုံမှန်အတိုင်းပဲပွဲထွက်လာမယ့်သဘောရှိရဲရှေ့ထဲမှာCiscoကူညာနဲ့အမ်ဘူပေါ့နော်ဒီနောက်မှာဆိုရင်ကျွန်တော်တို့တာလော့ရဲ့အမတ်ရဲ့ကွင်းလယ်မှာBruno Fernandes နဲ့ Casemiro တို့ပါလာတော့တယ်ပေါ့နော်နောက်တန်းတော့ငကိုပုံစံအတိုင်းပဲလူချောမကွိုင်းအောင်ပေါ့ဆိုထားပါတော့ဒီလင်းနဲ့ယူရိုပဲဝင်လာတော့ပါတယ်ဘိုးသမားတော့ဆန်နယ်လမ်းပွဲထွက်လာဖို့မြင်နေဘာလို့လဲဆိုတော့လောတဲ့နေထားရှေ့သွမ်းပြနေတာလက်ဆွမ်းပြနေတာသူတယောက်ပဲရှိကြဘူးBrian Binder လည်းလောတဲ့နေထားမှာဒုတိယနေရာလောက်ပဲကောင်းသေးတယ်ပေါ့နော်မပြတ်မနေဆိုတဲ့နေရာတော့ဖန်လောက်မဲ့နေထားမျိုးဆိုတော့ကျွန်တော် United အသင်းနေနဲ့ငကိုပွဲထွက်လို့ချင်းတိုင်းပဲပွဲထွက်လာမယ်ထင်တယ်အဲ့ဒီပွဲမှာကျွန်တော်တို့အနိုင်ရလက်ကိုပေါ်ဆောင်သွားနိုင်မလားပေါ့ဘာပြောလောတဲ့နေထားရအသင်းရဲ့ပုံစံကောင်းလေးရထားတယ်3ဝက်ဆက်နိုင်ရထားတယ်ဆိုလိုပဲဒီနေ့ပွဲမှာလည်းကျွန်တော်တို့နိုင်ရဖို့လိုတယ်ပေါ့နော်အနိုင်ရမှလည်းနောက်ထပ်ဒီတက်ပို့ပြီးတော့နေထားတစ်ခုရောက်ဖို့မြင်ရတာကိုပြီးရင်ကျွန်တော်Nottingham Forest ဆိုတဲ့လောတဲ့နေထားမှာဆင်းအောင်18လောက်မှရောက်နေတယ်ဗျာအဲ့တော့ခြေနေမကောင်းလို့ပြောလို့ရတယ်ဆိုတော့ဒီပွဲကိုလည်းကျွန်တော်တို့နိုင်တယ်ပေါ့နော်ပြည့်စုံမှုကြည့်မယ်ဆိုတော့ကျွန်တော်တို့က9ပွဲကစားထားတဲ့အချိန်မှာကျွန်တော်တို့က2ပွဲပဲနိုင်တာဗျာ3ပွဲလုံးကသူတို့နိုင်ထားတယ်Nottingham Forest နိုင်ထားတယ်သိမလားနောက်ဆုံးပြည့်စုံတဲ့9ပွဲလုံးမှာဆိုရင်လည်းအပြင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ကကျွန်တော်တို့ပွဲမှာဆိုရင်လည်း Premier League 2ပွဲလုံးကစားတဲ့အခါမှာလည်း Premier League 2ပွဲလုံးကိုကျွန်တော်တို့ချုံထားတာအရင်တစ်ပတ်ကလည်း right down ကျွန်တော်တို့တွေကအဲ့လိုမျိုးနှစ်ပွဲချုံထားနေပြန်ပြီးရုံထားလာနိုင်ခဲ့ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့အကောင်းမွန်ဆုံးရုံထားလာနိုင်မလားတော့မျှော်လင့်နေဒီနေ့ပွဲရဲ့အဓိကလူတွေကိုတင်သွားမလဲပေါ့ Cisco ရော9ရနိုင်ဖို့ရာခိုင်နှုန်းရှိလားဟော Cisco လည်း9ရတင်တော့ရတင်တာဘာလို့သူရင်လည်းအကောင်းဆုံးနေစမ်းဆောင်နိုင်ခဲ့ဆိုရင်လည်းလို့အခုချိန်နေပါလား2-9လားပဲချူထားသေးရဗျာဒါချေရင်ဒါစစ်ဆိုရင်လည်း2-9ကောင်းမရှူထားနိုင်ခဲ့တယ်ဒီနေ့ပွဲမှာလည်း9ရောက်မျှော်လင့်နေပြီးရင်ကျွန်တော်နောက်ပါတော့အမ်ဘူမိုနဲ့ဟောပါတော့ခုညာအနေနဲ့ကတော့ AC စင်ရီနဲ့ပဲသူတို့ဖြတ်သမှာပဲကောင်းဆုံးချမ်းဆောင်ရင်ကောင်းနေပဲပြသသွားမှာပဲဆိုတော့တိတ်ပြီးတော့မျိုးလင်းစားအများကြီးတော့သူတို့တို့ပြောနေကြမလို့အဓိကဒီဘက်မှာအကောင်းမွန်ဆုံးဆွမ်းဆောင်နိုင်မှုလိုတယ်ပြီးရင်ကျွန်တော်ဟိုဘက်တင်းရဲ့နေပြားကပေါ့နော်ကျွန်တော်နေပြားကိုလောင်ထားတဲ့အားကြီးလည်းရှိတယ်လို့ကြားထားရပေါ့နော်အဲ့တော့အရင်ပေါ့နော်အရင်သူနေပြားမလုပ်ခင်သူသာဆိုရင် United ကိုကင်လို့ရှိရင်သူတက်ပို့ပြီးတော့အနိုင်ရပွဲဖော်ဆောင်နိုင်မယ်ဆိုပြီးတော့စကားရင်းနဲ့ပြောထားတာရှိတော့နေပြားအမွန်လည်းနည်းနည်းတော့အဲ့ဒီဟာတွေကိုခဲမချေဖြစ်နေမှာပေါ့လေဒီနေ့ပွဲမှာသူဘယ်လောက်ထိပေါက်ပွဲပြသွားမလဲ Nottingham Forest တင်ဘယ်လောက်ထိအနိုင်ရရှောင်းဆောင်းသွားနိုင်မလဲဆိုတော့ည9နိုင်ပွဲမှာ United နဲ့ Nottingham Forest အသင်းရဲ့ပွဲစဉ်ကိုအတူတူချင်းနဲ့တွေ့ပါမယ်ခင်ဗျာ United Speaker ပါကျွန်တော်ရဲ့အကောင့်လေးကို subscribe မလုပ်သွားသေးဘူးဆိုရင်တော့ subscribe လုပ်သွားပြီးဖို့မြတ်တဲ့ခံပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်